အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ challenge လေးတစ်ခုလုပ်ဖို့ရှိပါတယ်ကျွန်တော်တို့ဘောလုံး challenge ကြီးပေါ့နော်ဘောလုံး challenge ကြီးကဘယ်လိုလဲဆိုတော့ကျွန်တော်နဲ့နောက်ထပ် national player နဲ့လုပ်မှာပေါ့နော်ကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာရေဘူးလေးတင်ထားမယ်အဲ့ရေဘူးကိုကျွန်တော်ဘောလုံးနဲ့မှောင်ကန်ရမယ်တယောက်ကို9ချက်စီကစားမှာဖြစ်ပါတယ်ဘယ်သူနိုင်ရမလဲဆိုတော့ကျွန်တော်တို့ချက်ကြည့်မယ်ပြီးတော့ဘောလုံးကြတော့ကျွန်တော်တို့ကမြေပြင်ကနေကံမှာမဟုတ်ဘူးမြေပြင်ကနေတော့ပြီးတော့မှဂလိုးသလို position ရအောင်ယူမယ်ယူပြီးတော့မှတေချာမှအဲ့ဒီရဲ့ကျွန်တော်တို့ခေါင်းပေါ်ရှိတဲ့ရေဘူးကံမှာဖြစ်ပါတယ်ဘယ်သူနိုင်မလဲဆိုတာကိုချက်တော့စောင့်ကြည့်ပေးပါဦးနောက်ထပ်ကျွန်တော်ရဲ့ opponent ရဲ့ competitor ကြီးကိုထိခေါ်ပါတယ်မင်္ဂလာပါ bro ဟုတ်ပါကဲဒီနေ့ football challenge မှာကျွန်တော်က FOE season 2ရဲ့ fighter တယောက်ဖြစ်တဲ့ Sexy agent နဲ့ဒီနေ့ football funny ပေါ့challenge တစ်ခုလုပ်မှာဖြစ်ပါတယ်ကျွန်တော်ကတော့အားလုံးသိပြီးသားဖြစ်တဲ့နန်းနဲ့ကြော်ချစ်အားလုံးသိပါတယ်အားလုံးသိပါတယ်ဒါပေမဲ့အားလုံးကျွန်တော်မသိပါဘူးအားလုံး you gonna win နိုင်မလား okay ချမယ်bro ချမှာကျွန်တော်ချမှာစုံစမ်းရှိဘူး okay စုံစမ်းစီနော်အားလုံးနော်ကျone time နော်ဒီလိုမရအောင်ဒီလိုမရအောင်နော် okay 1 2 3တော့စုံစမ်းစီလေအော်ကျွန်တော်ရုံးတယ်အဲ့တော့ကျွန်တော် bro ရင်ကစား no နိုင်နေလို့ဟုတ်ပြီ okay အရင်ကျွန်တော်ကခေါင်းပေါ်မှာတင်မှာဖြစ်ပါတယ် okay ပါအဲ့ဆိုရင်ခေါင်းပေါ်မှာတင်မှာတင်မြင်မယ်နေမယ်နှစ်ချက်ရှိပါနှစ်ချက်ရပါတယ်တစ်ချက်ဟုတ်တယ်nearly almost yes ထိပါပြီ yes တလုံး yes တလုံးထိပါပြီဖြစ်ပါပြီအောက်ကြပါပြီဒီညတော့ဒါသတိကျန်ကငါးလုံးကျန်မှာ1 goal ဖြစ်ပါတယ် okay ပါကျွန်တော်ဘယ်လိုရမလဲကြည့်မယ် okay no oh almost no team ဆက်စီနာပါပြီဒီလိုစီနာပါပြီwinner ပါ season 2 winner ပါဟောပါပြောတော့ပြောokay အဲ့ဒါပါ yes ရှောင်းရတဲ့အပေါ်ခံစားချက်လေးပြောပြပါဦးဒါပြန်ပွဲဆိုတော့ဒီ challenge ပဲဖြစ်ဖြစ် funny challenge ပဲဖြစ်ပေါ့နော်ရှုံးသွားတာပေါ့ဒါပေမဲ့ဒီနေ့ရှုံးသွားတဲ့အပေါ်မှာတော့မမောင်တဲ့သူတော်ရင်နဲ့ဘောလုံးကိုကျွန်တော်နီးရဲ့အချိန်မှာသူကလှုပ်လိုက်တယ်ပေါ့ကျွန်တော်ကျတော့အနောက်ကစီးရနေပြီးတော့ကျွန်တော်ကကန်ရတယ်ပေါ့နော်အဲ့တော့သူကဖြည်းဖြည်းနဲ့ကျွန်တော်နောက်ကိုကက်လာပြီးတော့ဒါထိသွားတယ်လို့တော့ကျွန်တော်ထင်တယ်ဒါဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီတိတ်တော့ကျင်းနှုံးမရှိဘူးပေါ့နော်အဲ့တော့သူကတမရှိမှနဲ့စားပဲနဲ့စီခိုးတယ်ပေါ့စီခိုးပြီးတော့ yes dirty tricks နဲ့နိုင်သွားတယ်ပြောချင်တာပေါ့ yes ဘာဖြစ်လို့ဆိုတော့ဒါနီးယား game ပေါ့နော်ဘောလုံးတစ်လုံးကိုကျွန်တော်ဒီနားကကက်ပြီးတော့ကန်မယ်ဆိုလို့ရှိရင်ဒါထိဖို့ရာခိုင်နှုန်းကတော်တော်များတယ်ပေါ့နော်ကျွန်တော်ကြောက်သတ်မှတ်ထားတဲ့စီးရပဲကျွန်တော်ကဒါပြိုင်တာဆိုတော့ဒါ fair မဖြစ်လို့ခံစားအောင်ဒီကဲတော့ဘာဖြစ်လဲစီးခိုးတယ်ဘာလုံးဝအဲ့လိုမျိုးဘာလုံးဝမကြိုက်ဘူး okay ဒါနိုင်သေးလို့နိုင်တာပြီးတော့ဆော့ချင်တာဒါမှမဟုတ်ဘူးစိတ်နာမှာဘာပြောချင်လဲဒီ game တော့ကျွန်တော်ဘယ်တော့မှမဆော့ကျွန်တော်ရှုံးပြီးသား game တွေကျွန်တော်ဘယ်တော့မှမဆော့ကျွန်တော်နောက်ထပ် challenge အသစ်တွေရှိမယ်သူနဲ့မှမဟုတ်တခြားလူတွေနဲ့ကျွန်တော် challenge တွေထပ်လုပ်သွားဖို့ရှိရပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ရတဲ့လောက်က challenge တိုင်းမှာအခုလောလောလေးတိတာတော့ဗောနော်ပုံမှုတရားသူနဲ့အခုဆိုတာကိုမမကန်တယ်နှစ်ခုတော့နောက်ခုစလုံးမှာတရားသားဆိုတော့ bro ရွေးရှုံးနေတာ no မှုတရားသူနဲ့ကျွန်တော်ဘယ်တော့မှမရှုံးခဲ့ဘူးမရှုံးခဲ့ဆိုတာသူတပြန်ကိုတပြန်ပေါ့နော်သူလည်းရှုံးတဲ့ခါရှိတယ်ဒါသူနဲ့ဟောပြတယ်ပေါ့နော်ဒါ challenge တစ်ခုကတော့ဒီလိုပါပဲရှုံးတာရှိမှနိုင်တာရှိမှကျွန်တော်ဒါပေမဲ့ကျွန်တော်အမြဲတမ်းတော့မရှုံးဘူး哦，嘛，Team Dragon ဆိုပြီးအားပေးနေရတယ်ဆိုတော့ဒါလေးခေါင်းပြောပြကျွန်တော်ဒီ FOE season 2မှာကျွန်တော်တို့ Team Dragon ကိုအားပေးနေပေးတဲ့ဒီဆက်လက်အားပေးပါအောင်ကျွန်တော်တို့ Team Dragon ကညီကိုတွေအောင်နှမတွေနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်လို့
ပွဲမှာဒါနိုင်သွားတယ်ဆိုတော့နိုင်သွားတဲ့ဒီကခံစားချက်လေးကိုပြောပြပါဦး နိုင်သွားတယ်ဆိုတော့ထိုက်တန်လို့နိုင်တာခုနကဘာတွေကြားလိုက်တယ်နော်ဟိုဘက်က ပြောနေခဏကဟိုဟာခဏလည်းဒီပေါ်တင်ပြောရပေါ့နော်ဒါသူအနားလေးကိုကတ်ပြီးတော့ဝင်သွားတယ်ပေါ့စီခိုးပြီးဝင်သွားတယ်ပေါ့အဲ့ပြောတဲ့ပုံမှာဘယ်လိုခံစားရအောင် စီခိုးပြီးဝင်သွားတယ်လို့ပြောအောင်အရင်တော့အဲ့ဒီမှာဘောလုံးကိုတော့ပြီးတော့ပဲလောရမလို့ရှိတာဘယ်နေရာနေပြီးပြောရမလဲဆိုတော့မရှိဘူးโอเคရှုံးကို result ကိုလက်ခံရမယ်ညင်းတာတွေပါလုံးလို့မရဘူးအားကစားသမားโอเคအဲ့တော့ပြောချင်တာဒါထိုက်တန်ပြီးရလာတယ်ပေါ့ အထိုက်တယ်မရလားဗောသူကသူ့ရဲ့ကစားတဲ့ပုံစံကိုကြည့်လိုက်တာ तू ကသူဆိုရင်ထောက်တော့မထောက်ဘူးကျွန်တော်ဆိုလို့ရှိရင်တော့ပြီးတော့မှကျွန်တော်ဟိုပါဖြစ်တာโอเคဆိုတော့ तू ဆိုရင် very easy ball ကို तू လောက်ပါလေနော် तू ကအရင်ခက်ခဲတဲ့ challenge တစ်ခုကိုလောက်ရသလိုခံစားတာ तू က easy ball ကိုအကူက I'm deserve to win မယ် Okay တော့အဲ့ဒါကို sexy agent ကိုအပေးနေတယ်ပြည်သက်တွေရှိနေတကယ်ချင်းတွေရှိနေသူတို့ကကားလေးခေါင်းပြောပြပါဦး ဒါလေးပြောချင်တာကျွန်တော်နဲ့ဒီလိုမျိုး challenge ကိုအခုပဲလာပြန်လိုက်ပါဆိုပြီးတော့ပြောချင်တယ်ကျွန်တော်နိုင်မှုကျွေးမယ် okay